စွာဘုန်းကြီးတို့အခြေခံမူတည်ထားတဲ့အနေထားကတော့အဲ့ဒါမူတည်ထားတဲ့အရာကိုသူတော်ကောင်းတို့လိုက်ဆိုရမယ်ကဲလိုက်ဆိုလုံငင်းမှုကိုရလို့သူများသည်တရားအလုပ်ပွားများအားထုတ်ကြရ၌ရှေးဥစွာသမာဓိကိုဒီအောင်လို့ဒိဋ္ဌိနဲ့ပညာကိုဖယ်ခွာခန္ဓာပရမတ်တစ်ခုခုကိုတွေ့အောင်ရှာတွေ့ရှိလာသည့်ခန္ဓာပရမတ်ကိုအနိစ္စစသည်လက္ခဏာထင်အောင်ရှုဒုက္ခသစ္စာသိအောင်လို့ချုပ်ဆုံးသည့်အထိရှုကြည့်ခန္ဓာဒုက္ခချုပ်ဆုံးသွားပါကလွတ်ငြိမ်းမှုကိုဧကံမုတ်ချရရှိပြီလိမ့်မည်အဲ့ဒါကဘုန်းကြီးတို့ချထားတယ်မူပထမဥစွာပန်လဲဆိုလွတ်ငြိမ်းမှုကိုရထင်ကြတဲ့ပုဂ္ဂိုလ်များအလုံးအနေနဲ့သိရှိနားလည်ထားမယ်အချက်ဒါဘုန်းကြီးတို့မူချထားတာရှေးဥစွာတမာတိကိုဒီတမာတိကိုအရင်ဆုံးတည်အောင်လုပ်အောင်လားတမာတိကိုတည်အောင်တမာတိကိုပဲအရင်တည်အောင်လုပ်ရအောင်မှာဖြစ်တယ်ရှေးဥစွာတမာတိကိုတည်အောင်လုပ်တမာတိရှိလာပြီဆိုတဲ့အခါဒိဋ္ဌိနဲ့ပညာကိုဖယ်ခွာတမာတိရှိပြီဆိုဝိပဿနာရှုဖို့ဆိုတာဒိဋ္ဌိနဲ့ပညာကိုဖယ်ခွာရတာဖြစ်တယ်ဒိဋ္ဌိနဲ့ပညာကိုမဖယ်ခွာနိုင်ဘူးဆိုရင်ခန္ဓာပရမတ်ကိုရှားတာမလွယ်ဘူး။ဒါကြောင့်အဲ့ဒီခန္ဓာပရမတ်အရှုခံလို့ဆိုရတဲ့အရှုခံလို့ဆိုရတဲ့ခန္ဓာရဲ့အပေါ်မှာပညာဖုံးနေတယ်။အရှုဉာဏ်လို့ဆိုရတဲ့အပေါ်မှာဒိဋ္ဌိဖုံးနေတယ်။အဲ့ဒီအရှုခံအရှုဉာဏ်တို့ရဲ့အပေါ်မှာဖုံးနေတဲ့အဖုံးနှစ်ပါးဒိဋ္ဌိနဲ့ပညာကိုဖယ်ခွာတာဖြစ်တယ်ဒိဋ္ဌိနဲ့ပညာကိုဖယ်ခွာပြီးတော့ခန္ဓာပရမတ်တစ်ခုခုကိုတွေ့အောင်ရှားတာဖြစ်ပါတယ်တမ္မာသင်္ကပ္ပဆိုတဲ့မကင်းနဲ့ခန္ဓာပရမတ်ကိုတွေ့အောင်ရှားတာဖြစ်တယ်ခန္ဓာပရမတ်စိတ်စေတသိက်ရုပ်တနည်းအားဖြင့်ရုပ်နာမ်တနည်းအားဖြင့်ခန္ဓာ၅ပါးအဲ့ဒီအရာကိုတွေ့အောင်ရှားတာဖြစ်ပါတယ်ယုံနာတစ်ပါးခန္ဓာ၅ပါးကိုတစ်ခုခုတွေ့အောင်ရှာလို့တွေ့လာတဲ့ဒီခန္ဓာပရမတ်ကိုအနိစ္စစသည်လက္ခဏာထင်အောင်ရှုအနိစ္စစသည်လို့ပြောတာနော်အနိစ္စစသည်လို့ပြောထားတဲ့အတွက်အနိစ္စလက္ခဏာလည်းပါတယ်ဒုက္ခလက္ခဏာလည်းပါတယ်အနတ္တလက္ခဏာလည်းပါတယ်အဲ့တော့အနိစ္စစသည်လက္ခဏာထင်အောင်ရှုအနိစ္စဆိုတာဖြစ်ပြမြင်အောင်ရှုခိုင်းတာပေါ့ဖြစ်ပြမြင်အောင်ရှုခိုင်းပြီးတော့အဲ့ဒီဖြစ်ပြကိုပဲနှလုံးသွင်းမှုလေးပြောင်းသွားတဲ့အချိန်မှာလက္ခဏာဉာဏ်ကလည်းပဲပြောင်းသွားတာအဲ့ဒီလက္ခဏာဉာဏ်ပြောင်းသွားတယ်အနိစ္စလက္ခဏာနဲ့ဒုက္ခလက္ခဏာနေပြီးတော့မှအသေးစိတ်ခွဲပြီးကြောင်းကျိုးဆက်လိုက်တဲ့အခါကျမှအနတ္တလက္ခဏာအဲ့ဒီအနတ္တလက္ခဏာထင်ပြီးပြီဆိုတဲ့အချိန်ကကြမှာသစ္စာတင်တာနော်ဒုက္ခသစ္စာလို့ပိဋကသိအောင်ရှုကြည့်တာအဲ့တော့ဒုက္ခသစ္စာလို့ပိဋကသိအောင်ရှုကြည့်ပြီးတဲ့အခါရှုတော့ဟုတ်ပြီဘယ်အထိရှုရတာလဲဆိုတော့ချုပ်ဆုံးတဲ့အထိရှုကြည့်အချက်6ချက်ပေါ့နော်ရှေးဥစွာသမာဓိတည်ဆောက်ဒိဋ္ဌိနဲ့ပညာခွာခန္ဓာပရမတ်ကိုရှာနောက်ပြီးတော့တွေ့ရှိလာတဲ့ခန္ဓာပရမတ်ကိုနိုင်စာစသည်လက္ခဏာထင်အောင်ရှုရမယ်နောက်ပြီးတော့ဒုက္ခသစ္စာသိအောင်လုပ်ရမယ်လုပ်ပြီးတော့ချုပ်ဆုံးတဲ့အထိရှုကြည့်ဒါကဟဲ့တဲ့တော့မူချထားတဲ့အရာဒီတိုင်းပဲဟောသွားတာပေါ့ဒီတိုင်းပဲပွားများအားထုတ်သွားကြမှာနော်